တထေးကျွေးမဖြစ်တာတောင်ညာနဲ့တဲ့အထိဈေးရောက်နေရတဲ့အဓိကအကြောင်းရင်းကိုပြောလာတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တထေးအိမ်ကကျွေးမဖြစ်တယ်လို့နာမည်ကြီးမင်းသားဟိန်းဝရန်ကိုလက်ထပ်ထားတာတောင်မှပြင်ပင်မမတ်အလုပ်လုပ်ကငွေရှာနေရတာကတော့တရုတ်ဆောင်မင်းသမီးဆိုပြတဲ့စဉ်ပါဒါကြောင့်လူတွေကအံ့ဩနေတာပါဒါပေမဲ့အခုတစ်ခါမှာတော့ဆိုပြတဲ့စဉ်ကသူမပင်ပင်ပန်းပန်းငွေရှာနေရတဲ့အကြောင်းကိုပြောခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲပရိသတ်ချစ်တော်ဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်တို့ကပြီးခဲ့တဲ့လပိုင်းကတည်းကကြီးကျယ်ခမ်းနားစွာနဲ့မင်္ဂလာပွဲတွေအများကြီးကိုဆောင်ပြီးတော့ခန်းခန်းနာနာလက်ထပ်ခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့အရင်ကဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်တို့ချစ်သူတွေမဟုတ်ခင်ကတည်းကသဘောတူနေကြတာပါဒီလိုချိန်မှာဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်ကအမှန်တကယ်ပဲချစ်သူတွေဖြစ်ပြီးတော့နှစ်ဖက်မိဘတွေကလည်းသဘောတူကြည်ပြူစွာနဲ့လက်ထပ်လိုက်ကြတော့ပရိသတ်တွေကအပျော်ကြီးပျော်ပြီးတော့ဝမ်းသာကြီးဝမ်းသာနေတာပါဆိုပြတဲ့စဉ်နဲ့ဟင်းဝရန်ကိုနှစ်ဖက်မိဘအတန်ဝိုင်းတွေကတော်တော်လေးကိုသဘောတူပြီးအလိုလိုက်ကအရာရာဖြည့်ဆည်းကြပါတယ်ဒါကြောင့်ပရိသတ်တွေနဲ့နှစ်ဖက်မိဘအတန်ဝိုင်းတွေကဆိုပြတဲ့စဉ်နဲ့ဟင်းဝရန်တို့ရဲ့အရင်သွေးလေးကိုအမြန်ဆုံးလိုချင်ကြပါတယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်တို့ကရင်သွေးယူဖို့မပြောနဲ့ကရင်ပေါ်မှာကြည်ကြည်နူးနူးဖက်အိတ်ဖို့တောင်အချိန်မရှိဘူးဖြစ်ပါတယ်အထူးသဖြင့်တော့ဟင်းဝရန်ကညဘက်တွေဆိုရင်ဆိုပြတဲ့စဉ်မပါပဲကတင်ပေါ်မှာအိတ်နေရတယ်လို့ဆိုပါတယ်ဒါကလည်းဆိုပြတဲ့စဉ်ကပိုးဆိုးပဆက်ငွေရှာနေရကြောင်းပေါ့အလုံးသိတဲ့အတိုင်းပဲဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်တို့ကလက်ထပ်ပြီးကလေးကအေးစစ်စစ်ကြည်ကြည်နူးနူးတခါမှမနေရသေးပါဘူးသူတို့နှစ်ယောက်ကိုပရိသတ်တွေကချစ်ခင်အားပေးတာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေက promotion အခမ်းအနားတွေဖိတ်လို့မနာတမ်းပွဲတက်နေရတာပါဒါအပြင်နေတွေကိုလည်းစိန်ရွှေရတနာဆိုင်ဈေးရောင်းပွဲတော်တွေသွားနေရပါတယ်။ဒါအပြင်ဆိုပြတဲ့စဉ်ကသူမကိုအလူမင်္ဂလာဖိတ်တဲ့နေရီမှာလည်းတချင်းသွားဆိုလိုက်ပါသေးရဲ့။ဒါကြောင့်လည်းဟင်းဝရန်နဲ့ဆိုပြတဲ့စဉ်တို့ကဟန်နီမွန်းထွက်ဖို့တောင်ကြည်ကြည်နူးနူးအချိန်မရှိပါဘူး။ဒီကြားထဲအခုဆိုရင်သူတို့နှစ်ယောက်ကညဘက်အတူတူအိတ်ချိန်တောင်မရှိတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဆိုပြတဲ့စဉ်ကညဘက်အချိန်မတော်ကြီးအထိ online မှာလိုက်ဆေးရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်အိမ်ကိုညဘက်မိုးလင်းကနေမှအိမ်ပြန်ရောက်တာပါ။ဒါကြောင့်လည်းငွေရှာတာလောဘကြီးလို့နဲ့ဆိုပြတဲ့စဉ်ကြောင့်ဟင်းဝရန်ကတော့တယောက်တည်းအိတ်နေရပြီလို့ဆိုပါတယ်ဆိုပြတဲ့စဉ်ကအလူပွဲတွေမှာလည်းတချင်းဆိုပါသေးရဲ့ဒါကြောင့်လူတွေကတော့ဘာလို့ငွေရှာနေရတာလဲလို့မေးခွန်းထုတ်ပါတယ်တကယ်ဆိုရင်ဆိုပြတဲ့စဉ်ရဲ့ရောက်ခမဟင်းဝရန်ရဲ့မိဘတွေဟာကြီးကြီးတက်ချမ်းသာကြွယ်ဝပါတယ်ဟင်းဝရန်ရဲ့မိဘတွေကမန်ထက်ကြီးရုပ်ရှင်တဲ့ဗီဒီယိုထုတ်လို့ရေးကိုပိုင်ဆိုင်တယ်လို့စောက်လို့ရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်တာပါဒါကြောင့်ဆိုပြတဲ့စဉ်နဲ့ဟင်းဝရန်အတွက်36,000တန်တိုက်အိမ်ကြီးကိုလက်ဖွဲ့ထားတာပါဒါကြောင့်လေလူတွေကဆိုပြတဲ့စဉ်နေနဲ့ဒီလောက်ထိပင်ပင်ပန်းပန်းငွေရှာနေစရာလိုလို့လားလို့မေးခွန်းထုတ်ပါတယ်အခုဆိုရင်တော့ဆိုပြတဲ့စဉ်ကမအိတ်မနေငွေရှာလုံးလို့မျက်နှာလေးတောင်ခြောင်ကျပြီးတော့မျက်ကွင်းတောင်ညိုနေပါတယ်ဆိုပြတဲ့စဉ်ကသူမကိုငွေရှာလို့အပြစ်ပြောနေကြတဲ့သူတွေကိုဂယုမဆိုင်ကြောင်းလူတွေကတီးခံတဲ့လူတွေကိုပို့ပြီးတော့ဖိပြောခြင်းကြောင်းသူမအနေနဲ့ငွေရှာတာကငွေထက်အလုံးမရှိရင်မနေတတ်လို့ငွေရှာနေရဖြစ်ကြောင်းသူမကငွေရှာတာဟာဘသူ့ကိုမှမထိခိုက်လို့မကြည့်ချင်းကြော်သွားဖို့ပြောခဲ့ပါတယ်ဆိုပြတဲ့စဉ်ပြောသလိုပါပဲငွေကိုသဘောမကျတဲ့သူဆိုတာမရှိပါဘူးတတိတွေလည်းငွေရှာရတာပါဒါအပြင်အနုပညာရှင်တွေဆိုတာကစမ်းရှိတုံပရိသတ်ချစ်တုံးသာငွေရှာခွင့်ရှိတာပါပရိသတ်အသိမှမပြုတော့ရင်နာမည်ကျသွားရင်ငွေရှာလို့မရတော့တာပါဒါကြောင့်မိုးရွာတုံရေခမ်းလာတာတုံဘိုင်းငင်ဆိုသလိုဆိုပြတဲ့စဉ်တယောက်အသေးတန်ငွေရှာနေရပါတယ်ဒါကတာယာပြည့်ပြည့်စုံတဲ့မိသားစုဘဝလေးကိုဟင်းဝရန်နဲ့အတူတူတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ကဲပရိသတ်တို့ရဲ့အမြင်မှာရောဆိုပြတဲ့စဉ်ပင်ပန်းပန်းငွေရှာနေရတဲ့ပုံမှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးနော်။